ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Joshua Van ကိုချုပ်ကွက်တင်တာမကဘူးအလဲမှာထိုးနိုင်တယ်ဆိုပြီးကြုံရလာပြန်တဲ့ Champion ဟောင်း Alexander Pantoja ရဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားချင်တာဖြစ်ပါတယ်ခင်ဗျာဗီဒီယိုကိုမတင်ဆက်ရသေးခင်မှာ MMA လောကရဲ့ထူးခြားတဲ့အကြောင်းအရာတွေ UFC ပွဲစဉ်ပွဲကောင်းတွေကိုကြည့်ရှုခန်းစားခြင်းနဲ့ပရိသတ်တွေဆိုတော့ကျွန်တော်ရဲ့ Channel လေးကို Subscribe လုပ်ထားပြီးစောင့်ကြည့်လို့ရပါတယ်ခင်ဗျာဒါဆိုတော့ဒီနေ့ရဲ့ဗီဒီယိုလေးကိုစတင်လိုက်ကြရအောင်ပါJoshua Van နဲ့ Pantoja တို့ကြားမှာလက်ရှိမှာတော်တော်လေးကိုမှပရိသတ်တွေကြားထဲမှာစိတ်ဝင်စားမှုတွေမြင့်တက်လျက်ရှိနေပါတယ်ခင်ဗျာ Joshua Van နဲ့ Pantoja တို့ကိုလာမယ့် UFC 331ပြိုင်ပွဲမှာပွဲတက်ပေးထားတယ်လို့သိရပါတယ်ကနဦးသတင်းတွေကဒီအချက်လက်တွေကတော်တော်လေးကိုခိုင်မာမှုရှိနေပါတယ်မကြခင်ကာလအတွင်းမှာ promotion ဘက်ကဒီပွဲနဲ့ပတ်သက်ပြီးချပြလာဖို့ရာဂိုင်တို့တော်တော်လေးများနေပါတယ် Pantoja ကလည်းလက်ရှိမှာလေ့ကျင့်ပြင်ဆင်မှုတွေကိုပြင်းပြင်းထန်ထန်လှုပ်ဆောင်နေပါပြီ Joshua Van ကလည်းလေ့ကျင့်ခန်းတွေလုပ်နေတာပါပဲဒါပေမဲ့ Champion တယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့အလောက်ကတော်တော်လေးကိုများပါတယ်ဒီနေ့မနက်ကကျင်းပသွားခဲ့တဲ့ UFC Final ပြိုင်ပွဲကိုလည်း Joshua Van ကတက်ရောက်ခဲ့ရပါတယ်ပြီးတော့သူ့အနေနဲ့ Fury FC 121ပြိုင်ပွဲကိုလည်းတက်ရောက်ရအောင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ Joshua Van တို့ကလက်ရှိမှာ schedule တွေကအပြည့်လို့တော့ပြောရမလို့ပါပဲ Champion တယောက်ဖြစ်လာပြီဆိုတော့ဒီဟာတွေကလည်းမလုပ်လို့မရပါဘူးဒါကြောင့်မလို့ Joshua Van training ကိုလည်းမှန်မှန်ကန်ကန်လုပ်နေရပေမဲ့တစ်ဖက်မှာလည်းအလုပ်ကိစ္စတွေကအများကြီးရှိနေသေးပါတယ်ဒါကြောင့်မလို့ Joshua Van ကလည်းလက်ရှိမှာလေ့ကျင့်ခန်းတွေလုပ်နေပြီလို့ပဲကနဦးပြောထားလို့ရပါတယ်ခင်ဗျာပွဲကစက်တင်ဘာလ19ရက်နေ့ဆိုတော့2လနီးပါးတော့လိုသေးတယ်လို့ပြောလို့ရပါတယ် Joshua Van ကလက်ရှိချိန်မှာလည်းသူ့အနေနဲ့အကောင်းဆုံးနေဖြစ်အောင်ပြင်ဆင်နေတာမျိုးကိုတွေ့ရပါတယ် Joshua Van ပြင်ဆင်ပြီးဆိုရင် Joshua Van ကစောက်ချပြီးလုပ်တာပါမဖြစ်မနေရအောင်ကိုလုပ်တာပါဒါကြောင့်မလို့ Joshua Van ပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီးတော့အများကြီးတော့စိတ်ပူနေစရာလိုမယ်မထင်ပါဘူးလက်ရှိမှာပြောပြချင်တာက Pantoja ရဲ့အကြောင်းဖြစ်ပါတယ် Pantoja လက်ရှိမှာသူ့အနေနဲ့လေ့ကျင့်ခန်းအစီအစဉ်တွေကိုလှုပ်ဆောင်နေပါတယ် Pantoja သူ့အနေနဲ့ Joshua Van ကိုချုပ်ကွက်တင်တာမကဘဲနဲ့အလဲလဲထိုးလို့ရတယ်ဆိုတဲ့အကြောင်းကိုကြုံဝါထားပါတယ် Pantoja ကတော့သူ့အနေနဲ့ Joshua Van ကိုအမှောက်သိပ်ပြနိုင်တဲ့စွမ်းဆောင်ရည်တွေလည်းရှိနေတဲ့ဆိုတဲ့အကြောင်းအခုလိုမျိုးပြောဆိုသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာ Joshua Van ဆိုတဲ့ကောင်လေးကတကယ်ကိုကောင်းပါတယ်ကျွန်တော်နဲ့ပွဲမှာတော့ကျွန်တော်ကမထင်မှပဲရှုံးနေသွားတာပေါ့ဒါတွေကိုကျွန်တော်စင်ကြီးပေးနေစရာမလိုပါဘူးကျွန်တော်အကောင်းဆုံးပြန်လာတော့မှာပါ Joshua Van နဲ့တက်ဆူရိုတိုင်နာပွဲရစွမ်းဆောင်ရည်တွေကိုမျက်ဝါးထင်နေမြင်ခဲ့ရပါတယ်ဒီကောင်လေးကတကယ်ကိုကောင်းပါတယ်ဒါကိုတော့လုံးဝငင်းစရာအကြောင်းမရှိပါဘူးဒါမဲ့ကျွန်တော်နဲ့သူနဲ့သေချာမစော်ရသေးပါဘူးဒီဒီချိန်မှာ तू ကဘာလဲကျွန်တော်ကဘာလဲဆိုတာတတ်သိပြမှာပါကျွန်တော်သူ့ကို submission နဲ့လည်းပွဲသိမ်းနိုင်တယ်ဒါမှမဟုတ်အလဲလဲထိုးပြနိုင်ပါတယ်ကျွန်တော်ကသူ့ထက် level တစ်ခုမှမြင့်နေတယ်ဆိုတာကျွန်တော်ခမရတို့အားလုံးကိုချပြမှာပါစောင့်ကြည့်ပေးကြပါဦးမကြခင်ပြန်တွေ့ကြမယ်ကွာဆိုတဲ့ပုံစံမျိုးနဲ့ Pantoja ကလေလုံးထွားသွားခဲ့တာဖြစ်ပါတယ် Pantoja ကတော့သူ့အနေနဲ့အကောင်းဆုံးပြန်လာမယ်လို့ပြောသွားခဲ့ပါတယ်ဒါပေမဲ့ तू ပြောစတော့လွယ်ကူနေပါမလားဆိုတာစဉ်းစားကြည့်အောင်ပါ Pantoja လက်ရှိမှာအသက်အရွယ်အပြင်နဲ့တော်တော်လေးကိုကြီးနေပြီလို့ပြောလို့ရပါတယ် flyweight တန်းကသူ့အသက်အရွယ်တော်တော်လေးကိုမှကြီးနေပြီလို့ပြောနိုင်ပါတယ် flyweight တန်းဆိုတာကအသက်အရွယ်ကြီးလာရင် fighter အနေနဲ့စွမ်းဆောင်ရအပြင်ကျဆင်းတတ်တဲ့ weight တန်းဖြစ်ပါတယ်အထူးသဖြင့် champion တွေကရှုံးပွဲတစ်ပွဲကြုံပြီးသွားပြီဆိုရင်ပြန်လာနိုင်တာကရှားပါတယ်ဒီအချက်လက်တွေကလည်းထက်တွက်သင့်ပါတယ်ပြီးတော့တစ်ဖက်ကထိတ်တိုက်တွေ့ရမယ့် fighter က prime time ကိုရောက်နေတယ်လို့ပြောလို့ရတဲ့ Joshua Van ဖြစ်ပါတယ် striking ဘိုင်းမှာကလည်းလက်သီးချက်ပေါင်းများစွာကိုတိကျမှန်ကန်မှုနဲ့ကိုထိုးတတ်နိုင်တဲ့ fighter ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ fighter ရဲ့စွမ်းဆောင်ရည် powerလုံးဝ short ထွက်လို့မရပါဘူး submission defense တွေကလည်းအရန်ကိုကောင်းလွန်တာပါဒါကြောင့်မလို့လွယ်လွယ်ကူကူချုပ်နိုင်မှုဆိုတာလည်းခက်ခဲလွန်ပါတယ်ဒီ fighter well rounded fighter လို့တော့ဆိုရမှာပါဒါကြောင့်မလို့တစ်ဖက်က Pantoja အနေနဲ့ Joshua Van လို့ well rounded fighter ကိုရင်ဆိုင်နိုင်မှုဆိုတာအရန်ကိုခက်ခဲလွန်ပါတယ်အချိန်ကြီးကြာလာလေးJoshua Van နဲ့ပိုပြီးအခွင့်အရေးများလာလေဖြစ်ပါတယ် Pantoja အနေနဲ့ပထမအချီမှာကလေးကချုပ်ကွက်ကိုမရရအောင်ဖန်တီးရမှာဖြစ်ပါတယ်အဲ့လိုမှသာမရဘူးဆိုတော့နောက်ပိုင်းအချီတွေကသူ့အတွက်လုံးဝကိုအဆင်မပြေတော့ပါဘူး Joshua Van က Pantoja ကိုရှေ့တီးလိုက်ရင် Pantoja လည်းနားကားသွားမှာပါဒါကြောင့်မလို့ Pantoja အနေနဲ့စောစောစီးစီးပွဲဖြတ်ဖို့ပဲကြိုးစားရမှာပါမကြသေးခင်က Pantoja ကဘလို့အားချောင်လဲဆိုတော့သူ့အနေနဲ့ Joshua Van ကို 9G တောင်ဆွဲဆော့မယ်ဆိုပြီးပြောသွားပါသေးတယ်အဲ့လိုမျိုးသာ 9G ဆွဲဆော့စီခြင်းပါတယ်ဘာကြောင့်လဲဆိုတော့အဲ့လိုဆွဲဆော့ရင်သူ့ရဲ့မျက်နှာတစ်ခုလုံးကလည်းခန်းကျင်သည့် sauce တွေနဲ့ပြည့်နေပါဖြစ်ပါတယ်ဒုတိယတက်ဆူရိုတိုင်နာဖြစ်လာအောင်မလားဆိုတာစောင့်ကြည့်ကြစရာကောင်းပါတယ်ခင်ဗျာဘလို့ခင်းချင်းတွေဖြစ်လာမလဲဆိုတော့ဆက်လက်စောင့်ကြည့်လိုက်ကြရအောင်ပါခင်ဗျာပရိသတ်တွေအနေနဲ့ရောဒီခင်းချင်းတွေနဲ့ပတ်သက်ပြီးဘလို့ထင်မြင်စားမိပါသလဲမိမိတို့ထင်မြင်စားချက်တွေကိုလည်း comment မှာဆွေးနွေးပေးခဲ့ကြပါဦးခင်ဗျာဒီကနေ့တော့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲလာမယ့်နေ့တွေမှာလည်း MMA လောကနဲ့အားကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe မလုပ်ရသေးရင် subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာအားလုံးပဲတာယာပျော်ရွှင်ဝယ်ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ